ရုပ်ရှင်အစတွင် George အမည်ရှိသိုးကျောင်းသားတဦးသည်သူ၏သိုးစုနှင့်အတူရိုးရှင်းစွာနေထိုင်ကြောင်းပြသထားသည်ညတိုင်းသူကသိုးများကိုမှုခင်းဝတ္ထုများဖက်ပြတတ်တော်လဲသိုးများကတကယ်နားလည်မည်ဟုမထင်ထားပေသို့သောသိုးများကစကလုံးတိုင်းကိုနားလည်ပြီးနောက်ပါဆက်ဖြစ်မည်ကိုအချင်းချင်းဆွေးနွေးတတ်ကြသည့်သိုးများကတေဆုံးသွားလျင်ကောင်းကင်မှတိမ်များဖြစ်သွားမည်ဟုအပြစ်ကင်းစင်စွာယုံကြည်ထားကြသည်ထို့ပြင်အရာရာကိုထာဝရမေ့ပြည့်ရန်လဲမိမိသဘောဆန္ဒအလျောက်ရွေးချယ်နိုင်သည်စောင်းရသည်တွင်မွေးဖွားလာ၍အခြားသိုးများကသဘောမကျသည့်အထီးကျန်သိုးငယ်လေးတစ်ကောင်လည်းရှိသည်တမနက်တွင်သိုးကျောင်းသား George သည်လက်၌အစိမ်းရောင်များပေးကျန်လျက်တေဆုံးနေသည်ကိုတွေ့လိုက်ရသည်အရာရာကိုမမေ့တတ်သောမေဘယ်အမည်ရှိသိုးပညာရှိကလူများသည်လျင်တိမ်ဖြစ်မသွားကြောင်းအားလုံးကိုပြောပြလိုက်သောအခါသိုးစုတစ်ခုလုံးအလွန်ဝမ်းနည်းကြေကွဲသွားကြသည်မြို့နယ်ရဲအရာရှိတင်နင်ကနှလုံးရောဂါကြောင့်တေဆုံးခြင်းဖြစ်သည်ဟုဆိုတော်လဲ Jeffrey Dahmer နှင့်တူသော Elliot အမည်ရှိသတင်းထောက်ငယ်ရောက်လာပြီးတစုံတစ်ယောက်ကတတ်လိုက်ခြင်းဖြင့်တစ်ကြောင်းအမှုအတွက်ဓာတ်ပုံရိုက်ပြီးကူညီပေးလိုကြောင်းပြောသည်သတင်းထောက်နှင့်ရဲအရာရှိတို့စုံစမ်းသောအခါ George သည်မြို့သူမြို့သားတဦး၏အစိတ်ခတ်မှုကိုခံခဲ့ရခြင်းဖြစ်ကြောင်းသိလိုက်ရသည်မှုခင်းဝတ္ထုများကိုအမြဲနားထောင်မှုသောအတွေ့အကြုံဖြင့်တိုးစုသည်ဤအမှုကိုကိုယ်တိုင်ဖြေရှင်းရန်ဆုံးဖြတ်လိုက်ကြပြီးလီလီဟူသောခေါင်းဆောင်ကဥဆောင်ခဲ့သည်စီဘက်စတီယန်ဟူသောအထီးကျန်သိုးတစ်ကောင်လည်းရှိပြီးသူသည်အဖွဲ့၏စနိတ်အကဲ့သို့ပင်ဖြစ်သည်သူကကြောက်စရာကောင်းပြီးလျှို့ဝှက်ဆန်းကျဲတော်လဲရည်ရွယ်ချက်ကောင်းရှိသည်သူကို George ကပွဲတော်တစ်ခုမှကဲတင်ခဲ့ခြင်းဖြစ်၍လူများနှင့်ပတ်သက်ပြီးစိတ်တန်ရာရှိနေသည်လူများကသိုးများစကားပြောတတ်မှန်းမသိတော့လဲသိုးများကတော့လူများပြောသည်ကိုနားလည်ကြသည်တန်တရားရှိသူအလုံးပါဝင်သည့်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည် George တွင်အမွာကလေးများရှိခဲ့ပြီးဇနီးဖြစ်သူမှာကလေးမွေးဖွားစဉ်ဆုံးပါသွားသောကြောင့်ကလေးများကိုမွေးစားရန်ပေးလိုက်ရကြောင်းသိလာရသည်သူတစ်ခါမျှမတွေ့ဘူးသောသမီးဖြစ်သူရေဘက်ကသည်တန်တရားရှိသူများထဲမှတဦးဖြစ်သည်အခြားတန်တရားရှိသူများမှာကျင့်ဝတ်မဲ့တိုးကြောင်းသားကေးလက်အသားရောင်းသူဟန်ရန် George ကိုမနစ်မြို့သည့်တိတ်ခုခန်းပိုင်ရှင်ဘက်သူမက George နှင့်အခြားတဦးကြရှိကိုရေးကိုရာစာများကိုဖတ်ရန်ခိုးယူတတ်သူဖြစ်သည်ရဲရရှိကရန်ဖျားเจ้าခေါင်းဆောင်ရှိနေလီဒီယာနှင့်သတင်းထောက်အယ်လီယက်တို့ဖြစ်ကြသည့်နောက်ပိုင်းတွင်သတင်းထောက်ကိုမူရှိနေကအခန်းထဲမှနှင်ထုတ်လိုက်သည်သမီးဖြစ်သူရေဘက်ကသည်တောင်အာဖရိကတွင်နေထိုင်သောအမွာအကိုပီတာထံဖုန်းခေါ်ကတည်တန်းစာဖတ်ခြင်းကိုနားထောင်စေသည် George သည်တိုးများတွင်ဖြစ်တတ်သောအော်ဖာယောဂအတွက်အပြာရောင်ဆေးတစ်မျိုးကိုတီထွင်ခဲ့သောကြောင့်ဒေါ်လာတန်30ကျော်ချမ်းသာကြောင်းတည်တန်းစာအရာသိရသည်တည်တန်းစာ၌ပိုင်ဆိုင်မှုများကိုသမီးဖြစ်သူရေဘက်ကကိုပေးမည်ဟုရေးထားသောကြောင့်သူမသည်အဓိကတန်တရားရှိသူဖြစ်လာသည်အစည်းအဝေးပြီးတွင်တိုးများကအစိမ်းရောင်ပေးနေသောအင်ဂျီတစ်ထည်ကိုတွေ့ခဲ့သည်ရေဘက်ကဖခင်၏မျက်ခင်းပြင်သို့တစ်ခါမျှမရောက်ဖူးဟုညင်းတော်လဲတိုးများကသူမ၏လက်ကောက်ကိုထိုနေရာတွင်တွေ့ခဲ့သည်ရဲအရာရှိကထိုလက်ကောက်ကိုတွေ့သွားပြီးဖခင်မတည်ဆုံးမီတရက်အလိုကသူမရောက်လာခဲ့ကြောင်းသိသွားသည်ထို့ကြောင့်ဖခင်ကိုတတ်မှုဖြင့်သူမကိုဖမ်းဆီးလိုက်ပြီးအိမ်ကိုရှာဖွေရာတွင် George ကိုတက်ရာတွင်တုံးခဲ့သည့်အဆိပ်ရှိသောတတိများကိုသူမ၏ဖနက်အောက်ခြေတွင်တွေ့လိုက်ရသည်သို့သောရေဘက်ကတက်တီမှမတေချာသဖြင့်တိုးများသည်အကတိလိုက်စားသောတိုးကြောင်းသားကေးလက်၏မျက်ခင်းပြင်သို့စူးစမ်းရန်သွားကြသည်ကေးလက်၏တိုးများသည်စိတ်ဒဏ်ရာရနေပုံပေါက်ပြီးစကားပင်မပြောနိုင်ကြပေ George ၏တိုးများသည်လူများစားသုံးရန်အတွက်တိုးများကိုတပ်ဖြတ်ထားသည့်နေရာကိုတွေ့သွားသောအခါအလွန်ထိတ်လန့်သွားကြသည် George ကတိုးများကိုတိုးမွေးရရန်အတွက်သာမွေးမြူထားသောကြောင့်ဖြစ်သည်သူတို့ထွက်ပြေးရန်စူးစမ်းစဉ်ကေးလက်၏ဂျာမန်ရှက်ပတ်ခွေးနှစ်ကောင်ကလိုက်ဖမ်းရာစီဘက်စတီယန်ဝင်ရောက်ကယ်တင်ပြီးခွေးများကိုရင်ဆိုင်တိုက်ခိုက်ခဲ့သည်စီဘက်စတီယန်သည်အရင်ကပွဲတော်များတွင်ခွေးများနှင့်တိုက်ခိုက်ရန်အသုံးပြုခံခဲ့ရပြီး George ကသူ့ကိုကယ်တင်ခဲ့ခြင်းဖြစ်သည်တိုက်ပွဲတွင်စီဘက်စတီယန်ရှုံးနိမ့်ပြီးကြာဆုံးသွားချိန်တွင်မူတိုးများသည်လျင်တိမ်ဖြစ်မသွားကြောင်းလီလီသဘောပေါက်သွားသည်လီလီသည်တိုးစုထံပြန်သွားပြီးစီဘက်စတီယန်ကြာဆုံးပြီဖြစ်ကြောင်းပြောပြသောအခါအားလုံးကဤအဖြစ်အပျက်ကိုချက်ချင်းမေ့ပြစ်ရန်ဆုံးဖြတ်လိုက်ကြသည်လီလီကမမေ့ရန်တောင်းပန်တော်လဲနောက်ကျသွားပြီဖြစ်သည်ထို့ကြောင့်သူမနှင့်အခြားသောအနှဲငယ်ထို့နောက်ဆောင်းရသည့်တိုးငယ်လေးသာမမေ့ပဲကြံရစ်သည် George ကသူမကိုနှစ်သိမ့်ပေးခဲ့သည့်အတိတ်ကိုပြန်တရိရချိန်တွင်လူများသည်တေဆုံးသွားပြီးနောက်မှတ်ဉာဏ်များမှတဆင့်ဆက်လက်ရှင်သန်နေနိုင်သည်ဆိုသည့်သင်ခန်းစာကိုသူမရရှိခဲ့သည်ထိုမှတ်ဉာဏ်ကပင်ရေဘက်ကသည်လူသက်သမားမဟုတ်ဘဲတခြားတစ်ယောက်ဖြစ်ကြောင်းသူမကိုသဘောပေါက်စေခဲ့သည်ထို့ကြောင့်ရေဘက်ကရှိသည့်အချုပ်ခန်းစီသတင်းပို့ရန်စောင်းရသည့်တိုးငယ်လေးကိုအကူအညီတောင်းခဲ့သည်တိုးငယ်လေးသည်ခြေထောက်တစ်ဖက်ကိုအဝါရောင်ဆေးပုံးနှင့်နောက်တစ်ဖက်ကိုအပြာရောင်ဆေးပုံးနှင့်နှစ်ပြီးအချုပ်ခန်းသတင်းပေါက်မှတဆင့်ဝင်သွားသည်ထို့နောက်ကျမ်းပြင်ပေါ်ရှိစက်ဝိုင်းထဲတွင်ဆေးရောင်နှစ်ခုကိုပေါင်းဆက်က George တေဆုံးချိန်ကလက်တွင်တွေ့ခဲ့ရသည့်အစိမ်းရောင်ကိုဖန်တီးပြခဲ့သည်ရဲအရာရှိဝင်လာချိန်တွင်တိုးများကတစုံတရာပြဟောလိုကြောင်းသတိပြုမိတော်လဲအစပိုင်း၌လစ်လူရှုထားခဲ့သည်ရေဘက်ကကိုအပြစ်ရှိကြောင်းကြေညာပြီးခေါ်ထုတ်သွားမိအချိန်မှသာရဲအရာရှိကရက်ခိုင်းလိုက်သည်တကယ်လူသက်သမားမှာသတင်းထောက်အယ်လီယက်ဖြစ်ပြီး
တူဒီဖုံးထဲမှာတောင်အာဖရိကတွင်ရှိနေသော George ၏သားပီတာဖြင့်ဟန်ဆောင်ထားခြင်းဖြစ်ကြောင်းဖော်ထုတ်လိုက်သည်တကယ်ဖြစ်ခဲ့သည်မှာရေဘက်ကသည် George မသေးဆုံးမီညကဖခင်ထံလာရောက်လက်ပတ်ခဲ့ပြီးလက်ကောက်ကြကြံခဲ့သည်သို့သောတန်တရားဝင်ခံရမည်ဆိုသဖြင့်တခါမျှမရောက်ဘူးဟုရဲများကိုလိန်ပြောခဲ့ခြင်းဖြစ်သည်ပီတာခေါ်အဲလီယက်ကရေဘက်ကပြန်ထွက်သွားချိန်တွင်ဝင်လာပြီးဖခင်ကိုအစိတ်ခတ်ခဲ့ခြင်းဖြစ်သည်သူကရေဘက်ကာကိုအပြစ်ပုံချပြီးတေတန်းစာအရသူမရမည့်ပိုင်ဆိုင်မှုများကိုဒုတိယအမွေဆက်ခံသူအနေဖြင့်ရယူရန်ကြံစည်ခဲ့ခြင်းဖြစ်သည်သို့သော George သည်အစိတ်ခတ်ခံရမှန်းသိချိန်တွင်အလွယ်တကူအရှုံးမပေးခဲ့ပေ George ၏လက်သည်တိုးများကိုတိုက်တော်စေကြောင့်အပြာရောင်ဖြစ်နေပြီးပီတာ၏သပင်ကိုဆွဲလိုက်ချိန်တွင်ပီတာ၏အဝါရောင်သပင်ဆိုးစေးနှင့်ယောဂအစိမ်းရောင်ဖြစ်သွားခဲ့ခြင်းဖြစ်သည်ပီတာသည်ရေဘက်ကာ၏ဖနက်အောက်ခြေတွင်အစိတ်သီးများတွားကပ်ထားပြီးတေတန်းစာအတုကိုလည်းဖန်တီးခဲ့သေးသည်တကယ်တမ်းတွင် George ကငွေများအလုံးကိုတရိတ်ဆန်စောင့်ရှောက်ရေးအဖွဲ့အစည်းသို့လှူဒန်းခဲ့ခြင်းဖြစ်သည်ရဲအရာရှိကပီတာနှင့် George ၏နာကိုတိုက်စစ်ပြီးပီတာဟန်ဆောင်နေခြင်းကိုတက်တည်ပြလိုက်သည်ပီတာထွက်ပြေးတော့လဲနောက်ဆုံးတွင်ဖမ်းမိသွားသည်ထို့နောက်ရေဘက်ကလွတ်မြောက်လာပြီးဖခင်၏နာမည်မြက်ခင်းပြင်နှင့်တိုးများကိုပိုင်ဆိုင်ခွင့်ရရှိသွားသည်သူမကကေးလက်၏တိုးများကိုပါဝယ်ယူပြီးသူမ၏ခြံသို့ခေါ်လာသောကြောင့်တိုးများအားလုံးဘေးကင်းသွားပြီဖြစ်သည်ဆောင်းရသည့်တိုးငယ်လေးကိုလည်းမွေးစားပြီး George ဟုနာမည်ပေးလိုက်သည် George ကတိုးမလေးကိုကွယ်လွန်သူဇနီးဖြစ်သူလီလီနာမည်ပေးထားခြင်းဖြစ်ကြောင်းလည်းသိရသည်လီလီကလည်းတိုးငယ်လေးကြGeorge ကိုသားတစ်ယောက်လိုလက်ခံလိုက်ပြီးရေဘက်ကာကတိုးများကိုမူခင်းဝတ္ထုဖတ်ပြချိန်တွင် George လေးသည်တိုးစု၏အစိတ်ပိုင်းတစ်ခုအမှန်တကယ်ဖြစ်လာသည်တဲခုခန်းပိုင်ရှင်ဘက်က George ကိုမုန်းသည်မှာတကယ်တော့သူ့ကိုစိတ်ဝင်စားနေသောကြောင့်ဖြစ်သည်သူမက George ၏ကိုရေးကိုရာစာများကိုခိုးဖက်ရင်းသူရေးနေသည်မှာတမီးဖြစ်သူရေဘက်ကစီတိုးဆိုသည်ကိုသိသွားခဲ့သည်တင်းရဲ့ထင်မြင်ချက်တွေကိုမှတ်ချက် comment မှာမျှဝေပေးခဲ့ပါဦး channel ကို like နဲ့ subscribe လုပ်ထားပေးကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့